Facebook နဲ့ Internet ကကျွန်တော်တို့ဖုန်းမှာပါတဲ့ My Record ကနေပြီးကျွန်တော်တို့ဘာပြောလဲဆိုတော့အမြဲတမ်းစောင့်ကြည့်နေလားလို့ထင်ရအောင်ကြောက်ဖို့ကောင်းတယ် Okay ဆိုတော့ကျွန်တော်တို့က Facebook မှာကြော်ညာ campaign တွေ run နေတာဒါပေမဲ့ Facebook ကကြော်ညာတွေဘယ်လိုပြပေးလဲမသိဘူးမဖြစ်ရလေအောင်ကျွန်တော်ဒီဗီဒီယိုလေးထဲမှာအချက်၃ချက်နဲ့မျှဝေပေးမယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံး Facebook မှာ campaign တွေ run ပြီဆိုလို့ရှိရင် Facebook ရဲ့ကြော်ညာ delivery system ကကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့လဲလူတွေအများစုမသိကြသေးတဲ့ပုံစံလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးမယ်နံပါတ်1က search bar ကဘာလဲဆိုလို့ရှိရင်အားလုံးလည်းကြုံမှုကြမှာပါကျွန်တော်တို့ Facebook ရဲ့ဒီ search bar လေးမှာကျွန်တော်တို့နှိပ်ပြီးတော့ကိုလိုချင်တဲ့ပစ္စည်းတစ်ခုခုကိုရိုက်ရှာလိုက်တယ်ဒါမှမဟုတ်လို့ရှင်လေအကြောင်းအရာတစ်ခုခုရိုက်ရှာလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဟာက new feed မှာတောက်လျှောက်တက်လာတဲ့ပုံစံမျိုးဒါတော့အားလုံးကြုံမှုလိမ့်မယ်ဒါတော့တိတ်မထူးဆန်းဘူးပေါ့လေနောက်ဆုံး၃ချက်မှာကျွန်တော်ထူးဆန်းတဲ့ချက်ကိုပြပြပေးမယ်ဆိုတော့ဒီမှာကျွန်တော်တို့က search bar မှာကိုကပစ္စည်းတစ်ခုပေါ့လေဥပမာ Google Pixel ကိုင်တာဖြစ်တဲ့တော့ကျွန်တော် Google Pixel ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ် Okay ရှာလာပြီးတဲ့နောက်ပိုင်းမကြဘူးမိနစ်ပိုင်းတွင်မှာကိုကဒီဖုန်းကိုလိုချင်နေပြီဆိုတာ Facebook ရဲ့ AI algorithm ကသိတယ်အဲ့တော့ကြောင့်ကိုယ့်ရဲ့ new feed မှာဒီဖုန်းနဲ့ပတ်သက်တဲ့ကြော်ညာတွေမကြခင်မိနစ်ပိုင်းတွင်မှာတန်းစီပြီးတော့ပြလာလိမ့်မယ်ဆိုတော့ဒါက number 1 search bar အလုပ်လုပ်တဲ့ပုံစံ number 2 ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ new feed မှာဒီ Facebook သုံးနေနေမှာ new feed ပို့နေနေကျွန်တော်တို့ကဒီပစ္စည်းကြော်ညာတခုတွေ့လို့အဲ့ကြော်ညာကိုကျွန်တော်တို့ live တွေဒါမှမဟုတ်လို့ရှိရင် reaction comment တွေ share တွေတခုခုပေးလိုက်တယ်ဆိုလို့ရှိရင်ဥပမာပြကျွန်တော်ဆိုလို့ရှိရင် new feed ပို့နေနေပတ်တာအေး wallet လေးကြော်ညာတဲ့ ADS ကိုတွေ့တယ်ဆိုတော့အဲ့ ADS ကိုကျွန်တော်က reaction ပေးလိုက်မယ်ပြီးတော့ရင် comment တခုပေးမယ်ဒါမှမဟုတ် share တခုပေးမယ်အဲ့တော့ reaction ပေးုံနဲ့တင်ကိုကျွန်တော်ကဒီပတ်တာအေးကိုစိတ်ဝင်စားတယ်ဆိုတော့ Facebook ရဲ့ algorithm သိပါပြီအဲ့တော့နောက်ပိုင်းကျွန်တော် new feed ပို့နေနေဒီလိုမျိုးပတ်တာအေးကြော်ညာအလားတူပုံစံမျိုးတွေ similar ADS campaign မျိုးတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကနံပါတ်2အလုပ်လုပ်တဲ့ပုံစံနောက်ဆုံးတစ်ချက်ကကျွန်တော်တို့အားလုံးစိတ်ဝင်စားကြမယ့်အကြောင်းအရာပဲဆိုတော့ကျွန်တော်တို့က Facebook မှာဒီသုံးနေနေပေါ့လေဆိုတော့ဘေးနားမှာ conversation စကားတွေပြောနေတယ်ဆိုတော့ internet ကြီးလည်းဖွင့်ထားတယ် Facebook ကြီးလည်းဖွင့်ထားတယ် Facebook မဖွင့်ထားသည့်တိုင်အောင် internet ဖွင့်ထားပြီးတော့ဖုန်းကိုဘေးနားလေးမှာချထားပြီးကျွန်တော်တို့စကားတစ်ခုကိုပြောရဲပေါ့လေဥပမာကျွန်တော်တခုခုပေါ့လေlaptop လေးလိုချင်လိုက်တာဒါမှမဟုတ်လို့ရှိရင်ငါခီးသွားချင်လိုက်တာအဲ့လိုမျိုးစကားတွေပြောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထူးဆန်းလာတော့မသိဘူးအဲ့လိုမျိုးစကားတွေပြောလိုက်ပြီဆိုလို့ရှိရင်လေအားလုံးကြုံမှုလာတော့မသိဘူးဆိုတော့ Facebook ရဲ့ internet ကကျွန်တော်တို့ဖုန်းမှာပါတဲ့ My Record ကနေပြီးတော့ကျွန်တော်တို့ဘာပြောလဲဆိုတော့ကိုအမြဲတမ်းစောင့်ကြည့်နေလားလို့ထင်ရအောင်ကြောက်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့လိုချင်တာတစ်ခုခုကိုပြောလိုက်ပြီးဆိုလို့ရှိရင်မကြောက်ဘူးကျွန်တော်တို့ Facebook page ကိုကျွန်တော်မကြောက်ဘူး Facebook ရဲ့ new feed ကိုပို့လိုက်တာ ਨੇ ကျွန်တော်တို့လိုချင်တယ်ဆိုတော့ဟာတွေကိုကျွန်တော်တို့လိုချင်တဲ့အရာတွေကို Facebook ရဲ့ new feed မှာတက်လာလိမ့်မယ်ဆိုတော့ဒီဟာကဟိုတော်တော်များများသတိမထားမိဘူးတကယ်တမ်းကြုံမှုတဲ့လူတွေလည်းရှိလိမ့်မယ်ကျွန်တော်ဆိုရင်ခဏခဏပဲဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော် laptop လဲဖို့အတွက်ကျွန်တော် laptop ဘာဝယ်မလဲဆိုပြီးတော့ကျွန်တော်ပြောမိလိုက်တယ်ဆိုတော့ laptop လေးတစ်လုံးဘယ် brand ပေါ့လေ also ဒါမှမဟုတ်လို့ရှိရင်တခြားတစ်ခုခုပေါ့လေဆိုတော့အဲ့လိုပြောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook new feed တစ်ခွင်လုံးမှာ laptop နဲ့ပတ်သက်တဲ့ကြော်ညာတွေအများကြီးတက်လာလိမ့်မယ်ဆိုတော့အဲ့ဒါကနံပါတ်3ချက်နောက်ဆုံးအချက်ပေါ့လေဒီအချက်ကလည်းနည်းနည်းကြောက်ဖို့တော့ကောင်းတယ်ဆိုတော့အဲ့လိုမျိုးကြော်ညာတွေ Facebook ကအဲ့လိုပုံစံမျိုးနဲ့ run ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင် like share comment လုပ်ပြီးတော့ညှော်ပေးသားနိုင်မယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye